apply တွင်လွယ်ကူစွာဆိုင်းလူကတ်နေထိုင်ခွင့်တက်တန်းနောက်တက်ပြုလုပ်ရန်အတွက်ရှင်းပြသောဗီဒီယို register ပြုလုပ်ထားသောဆိုင်းလူကတ်နေထိုင်ခွင့်တက်တန်းကုန်ဆုံးပါကငွေလွှဲ၍မရနိုင်ပါမြန်မြန် update ပြုလုပ်ပေးပါလုပ်ဆောင်ချိန်2-3မိနစ်သာကြာမည်ဖြစ်ပါသည် apply အကောင့်တူညရင်ရန် screen ညာဘက်အောက်ရှိမီနူးကိုနှိပ်ပါ dashboard menu dashboard menu နှိပ်ပြီး member အချက်လက်စစ်ဆေးခြင်းပြောင်းလဲခြင်းကိုနှိပ်ပါ member အချက်လက်စစ်ဆေးခြင်းပြောင်းလဲခြင်းနေထိုင်သည့်ကာလပြင်ရန်ကိုနှိပ်ပါကက်ရှေ့ဘက်နှင့်ကက်နောက်ဘက်ကိုတပ်ပုံရိုက်ပါဖုန်းကင်မရာဖြင့်ရှေ့ဘက်နှင့်နောက်ဘက်ကိုတပ်ပုံရိုက်ပါနေထိုင်ခွင့်ကက်တပ်ပုံ screen နေထိုင်ခွင့်ကက်ပြားကိုပြင်ဆင်ထားပြီး next ရှေ့သို့ကိုနှိပ်ပေးပါအတည်ပြုပြီးနောက်ပုံကိုပို့မည်တပ်ပုံကိုစစ်ဆေးအတည်ပြုပြီးငွေလွှဲစကားတူးမြရက်ကိုရေးထည့်ပြီး next ကိုနှိပ်ပါနေထိုင်ခွင့်ကအချက်လက်ကိုလက်ခံရရှိပြီးပါပြီလက်ခံရရှိပြီးပါပြီကိုနှိပ်ပါလက်ခံရရှိပြီးကြောင်းမေးပို့ပါမည် register ပြုလုပ်ထားသောမေးလိပ်စာသို့လက်ခံရရှိပြီးကြောင်းမေးရောက်ရှိမည်ဖြစ်ပါသည်အတည်ပြုစစ်ဆေးပါလှုပ်ဆောင်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်သိရှိလိုသောအကြောင်းအရာရှိပါကအောက်ပါနေရာသို့ဆက်သွယ်ပေးပါ